မြန်မာနိုင်ငံရဲ့ရှေးဟောင်းမြို့တော်ပုဂံကိုမြမယဉ်ကျေးမှုရဲ့ပကတ်လို့သဘောထားကြပါတယ်။အိန္ဒိယဆန်တဲ့ဘိသုကာဇေဒီပထိုးတွေနဲ့ထင်ရှားတဲ့ပုဂံဟာမြမသမိုင်းမှာကဏ္ဍဝင်ခေတ်ကြီးတစ်ခေတ်ထွန်းကားခဲ့တဲ့ကာလကိုပြန်ပြီးအမှတ်ရစေတဲ့မြို့ဟောင်းကြီးဖြစ်ပါတယ်။အီတလီလူမျိုးတွေအတွက်ယောမဂရိအတွက်အေသင်ခမာလူမျိုးတွေအတွက်အန်ကာဂျပန်တွေအတွက်နာရာနဲ့ကျိုတိုအင်ဒိုနီးရှားနဲ့မလေးကျွန်းဆွယ်အတွက်တီရီဝီဇီယာနိုင်ငံနဲ့မြို့ပြယဉ်ကျေးမှုတွေဟာကဏ္ဍဝင်ခေတ်ကြီးတွေဖြစ်ကြပါတယ်။မြန်မာနိုင်ငံသားတွေအတွက်တရေခစ်တရာတထုံနဲ့ဝေတာလီအစရှိတဲ့ရှေးဟောင်းနိုင်ငံတွေရှိခဲ့ပေမဲ့ဒုတဲ့နဲ့အများဆုံးကျန်ခဲ့တဲ့ရှေးဟောင်းနယ်မြေကတော့ပုဂံပဲဖြစ်ပါတယ်။ပဲခူးအင်းဝအမရပူရနဲ့မန္တလေးစတဲ့နောက်ပိုင်းတည်တဲ့မြို့တော်တွေမှာလည်းပုဂံလိုဒုတဲ့ကြီးတဲ့အဆောက်အအုံများများမရှိခဲ့ပဲပုဂံဒီပါရှင်နိုင်တဲ့မြောက်ဦးမှာတောင်ပုဂံလိုဖျားစီတီအရေးအတွက်မပေါ်များပါဘူး။နောက်ပြီးပုဂံရဲ့အုတ်ချုပ်ရေးဘာသာရေးလူမှုရေးစာပေနဲ့ယဉ်ကျေးမှုတွေဟာနောက်ဆက်ခံတဲ့မြန်မာမင်းဆက်တွေနဲ့မွန်ရခိုင်မင်းဆက်တွေအတွက်အခြေခံလို့ဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့လည်းပုဂံအကြောင်းလူများသိတာနဲ့ပညာရှင်တွေလက်ခံထားတဲ့ကြားမှာကွာခြားချက်တွေရှိနေပါသေးတယ်။ဒါကြောင့်လည်းပုဂံရာဇဝင်ကိုဒုတ်တန်းဓာထမ်းပြီးပြောရတယ်လို့ဆိုရိုးရှိခဲ့ပါတယ်။ပုဂံမင်းဆက်အငင်းပွားမှုပုဂံပြည်ကိုဒမိုဒရက်စ်မင်းကနေစောမော်နေအထိမင်းပေါင်း55ဆက်အုပ်စိုးခဲ့တယ်လို့မြန်မာရာဇဝင်တွေကရေးခဲ့ကြပါတယ်။ဒါပေမဲ့ကြောက်စာအထောက်ထားအရတွေ့ရတဲ့မင်းဆက်တွေထဲမှာတော့အနော်ရထားရှေ့ကစောရဟန်းနဲ့ကြောင်ဖြူဆိုတဲ့ဘရင်နှစ်ပါးကိုပဲတွေ့ရပါတယ်။နောက်ပြီးမင်းရဲ့နရသိင်္ခမင်းဟာလည်းကြောက်စာအထောက်အထားအရမရှိပဲနရသိင်္ခဥစ္စာနာနဲ့မင်းရန်ဆိုတဲ့နောက်ပိုင်းမင်းတစ်ပါးအမည်ကိုပေါင်းဆက်ထားတယ်လို့ယူဆကြပါတယ်။ပုဂံမြို့အဝင်မှာရှိတဲ့တာရပါတကားနဲ့မြို့ရိုးကိုအေဒီ900စုကပြင်ပြားမင်းတည်တယ်လို့ရေးစမှတ်ရှိခဲ့ပေမဲ့နောက်ပိုင်းတူဖောက်မှုတွေအရမွန်ဂိုမဝင်ပြီး73ရာစုကမှတိဆောက်တာလို့တွေ့ရကြောင်းဒေါက်တာတန်းထွန်းအစရှိတဲ့သမိုင်းပညာရှင်တွေကရေးသားပါတယ်။ရုံလှော့ကျွန်းတိရိပစ္စယဖွာစောအစရှိတဲ့အရက်တွေမှာတီးခဲ့တယ်ဆိုတဲ့ပုဂံမြို့ဟောင်းတွေတူဖော်မှုလဲတေချာမဆောင်ရွက်ရသေးပါဘူး။ပုဂံဟာပြူကာမပြူရွာဆိုတဲ့စကားကလာတယ်ဆိုသလိုပြူတွေတီထောင်ထားတာလို့ပဲသမိုင်းပညာရှင်ဒေါက်တာတိုးလာကဆိုထားပါတယ်။နောက်ထပ်ဝင်လာတဲ့လူမျိုးအနွယ်ချင်းစင်တဲ့မြန်မာတွေနဲ့ရောရှက်သွားတဲ့အတွက်ပြူတွေဟာမြန်မာဖြစ်သွားပြီးဒါဟာလည်းဥရောပနဲ့တခြားနိုင်ငံတွေမှာလူမျိုးတွေပေါင်းသွားတဲ့ပုံစံမျိုးဖြစ်တယ်လို့ဆိုထားပါတယ်။ပြီးတော့အရှေ့ဘက်ယူနန်နယ်မှာရှိတဲ့နန်ချောင်နိုင်ငံရဲ့ဩဇာလွှမ်းမိုးမှုရှိလို့ပြူစော်ထီမင်းရင်ရင်းမင်းပိုက်တေလဲကြောင်နဲ့ကြောင်တူရစ်လိုအဖာအမီနောက်ကဆက်တဲ့နာမည်ပေးမှုကိုမြန်မာရာဇဝင်တွေမှာတွေ့ရတာဖြစ်ပါတယ်။အခုထိတရုတ်နယ်စပ်ကကချင်အနွယ်ရဝမ်လိုလူမျိုးအချို့မှာအဖနာမည်ကိုနောက်ကဆက်တဲ့အမည်ပေးမှုမျိုးရှိသေးတယ်လို့လည်းဒေါက်တာတိုးလာကပြောပါတယ်။နောက်ပြီးပုဂံဟာအနုရုဒ္ဓခေါ်အနော်ရထလက်ထက်မှနိုင်ငံကြီးအဆင့်ကိုရောက်လာပြီးပဲခူးတနင်္သာရီအစရှိတဲ့ပင်လယ်ဘက်ကိုချဲ့ထွင်းနိုင်လာခဲ့တာဖြစ်ပါတယ်။အဲဒီခေတ်ကစပြီးအထောက်အထားမှတ်တမ်းတွေလည်းအသေးချာစတွေ့လာပါတယ်။ဒါကြောင့်အနော်ရထမင်းမတိုင်ခင်ကမင်းတွေဟာပြည်ကိုပိုင်တဲ့မင်းအဆင့်လောက်ပဲရှိပြီးအနော်ရထနောက်ပိုင်းမှနိုင်ငံကိုအုပ်စိုးတဲ့မင်းကြီးအဆင့်ကိုရောက်လာတာဖြစ်ပါတယ်။အနော်ရထနဲ့အတူကျန်စစ်သားအလောင်းစီသူခေါ်ပထမစီသူအစရှိတဲ့ဘရင်တွေကိုမြန်မာတွေအခုထိတိကျသေးသလိုပုဂံပြတ်ချိန်မှာဘရင်ဖြစ်တဲ့နရတိဟပတိကိုလည်းတရုတ်ပြင်းမင်းအဖြစ်လူပြောများကြပါသည်။ပုဂံရာသီဥတုပုဂံမှာဖျားတွေတီလို့တောပြုံးပြီးရာသီဥတုပူပြင်းတယ်လို့ပြောကြပေမဲ့ရခိုင်ရိုးမအရှိမိုးကွယ်ရမ်းမရှိတဲ့ပုဂံဒေသဟာအစင်လာအပြင်ပူပြင်းတဲ့ဒေသဖြစ်တယ်လို့ပညာရှင်တွေကယူဆထားပါသည်။ဒါပေမဲ့ကြောက်စဲမင်းဘူးနဲ့မန္တလေးဒေသကပို့တဲ့စံရည်စဘာကိုအမိပြုပြီးနိုင်ငံထူထောင်ခဲ့တာဖြစ်တယ်လို့လည်းမြန်မာသမိုင်းအဖွဲ့ဒုတိယဥက္ကဋ္ဌဒေါက်တာတိုးလာကဆိုထားပါတယ်။အနော်ရထားခေတ်နိုင်ငံချဲ့ထွင်းတာဟာခရီးထွက်ရင်းသစ္စာပေးပြီးမြို့ရွာတည်တည်လေးတွေမှာလူသူစီရောက်တဲ့ပုံစံပုံများတယ်လို့လည်းသူကပြောပါတယ်။ခြောက်သွေးတဲ့အညာဒေသကဘေးပတ်လေကိုချဲ့ထွင်းရင်းအင်အားကြီးလာတဲ့မြန်မာတွေဟာပုဂံခေတ်ကစလို့လူအများစုပုံစံဖြစ်လာပါတယ်။ဒါပေမဲ့တောင်ပေါ်နဲ့ကံယူတန်းဒေသတွေမှာမြန်မာတွေရွှေ့ပြောင်းအခြေချတာကတော့ရာစုတစ်စုနှစ်စုလောက်ပဲရှိပါသေးတယ်။ရှမ်းနဲ့ရခိုင်ရှမ်းယုံတွေမရောစိန်သောငါခံမြို့43မြို့ကိုအရှိတ်ဘက်တလွှားမှာအနော်ရထားတီးခဲ့တယ်ဆိုတာကလည်းဒရာယာဝတီမွန်နိုင်ငံကိုထိုင်းခေါ်ရှမ်းလူမျိုးတွေတိမ့်ပိုက်သွားတာမျိုးရှိခဲ့တဲ့အတွက်အနော်ရထားနဲ့ပုဂံမင်းတွေရဲ့စိုးရိမ်မှုရှိနိုင်ပါတယ်။ရှမ်းလွှမ်းမိုးမှုကိုတကယ်ကြုံတွေ့ရတာကတော့ပုဂံနောက်ပိုင်းတီထောင်တဲ့မင်းဆက်တွေဖြစ်ပါတယ်။ဘရင်တော်မတိုင်ခင်အညာမမင်းပြုတဲ့စကိုင်းအင်းဝါကဘရင်တွေဟာမိုးကောင်းမိုးညင်းအုံးဖောင်တီဘောအစရှိတဲ့ရှမ်းမင်းတွေရဲ့ဩဇာကိုမလှန်နိုင်အောင်ဖြစ်ခဲ့ပြီးမော်ပါနရတူဆိုတဲ့အမည်နဲ့ဘရင်ရှိခဲ့သလိုတိုးဟန်ဘွားမိုးညင်းစလုံးနဲ့အုံးဖောင်ခုံးမိုင်းတို့အင်းဝမှာမင်းပြုခဲ့ကြပါသည်။အဲဒီရှမ်းမင်းတွေဟာမြမယဉ်ကျေးမှုကိုလက်ခံသူများတဲ့အတွက်မြမပြည်ကထိုင်းမှလို့ရှမ်းပြည်ဖြစ်မသွားခဲ့တာကိုတွေ့ရပါသည်။
ရခိုင်နဲ့မြန်မာဆက်ဆံရေးကလည်းစုနာသမဝမဟာသမဝတကောင်းမင်းဆက်ကဆင်းသက်တယ်လို့ရေးသားခဲ့ကြသလိုပြိုခေတ်ကလေးကအဆက်အဆန်ရှိခဲ့ပြီးပကံခေတ်မှာလည်းအလောင်းစီသူကိုနန်းလျာတောင်းနေဆိုတဲ့ရာဇဝင်အဆိုအတိုင်းပကံရဲ့လွှမ်းမိုးမှုရခိုင်မှာရှိခဲ့ပုံရပါတယ်။တထုံအနော်ရထားတိုက်တယ်ဆိုတဲ့တထုံဟာထိုင်းမှာရှိတဲ့နခုံပထုံဖြစ်နိုင်တယ်လို့ယူဆသူတွေရှိသလိုတကယ်တိုက်မတိုက်အငင်းပွားကြတာလည်းရှိပါတယ်။ပင်လယ်ထွက်ပေါက်အတွက်မြန်မာတွေတောင်ဘက်ချေတာဟာဘရင်တော်လက်ထက်မှတနက်ရဖို့ပကိုးကိုတိန်းတာမျိုးတွေဖြစ်လာတယ်လို့ဒေါက်တာတိုးလာကယူဆထားပါတယ်။မိုးများတဲ့အောက်ပိုင်းမှာမနေနိုင်လို့အနောက်ဘက်လွန်မင်းနောက်ပိုင်းမြန်မာဘရင်တွေအညာမှာပြန်နှန်းဆိုင်ခဲ့တာဖြစ်ပြီးဘိုးတော်ဖျားခေတ်နောက်ပိုင်းမိုးခေါင်မှုတွေနဲ့ကိုလိုနီခေတ်မှာလက်သစ်တီမှုတွေကြောင့်အညာကနေအောက်ပိုင်းကိုမြန်မာတွေရွှေ့ပြောင်းလာတာဖြစ်ပါတယ်။ပကံစေတီပထိုးများပကံဒေသမှာတွေ့ရတဲ့ဖျားစေတီကြီးတွေပုံစံမျိုးကိုပကံပြက်ပြီးနောက်ပိုင်းမှာတိစောက်နိုင်တာမရှိသလောက်ဖြစ်သွားပါတယ်။အထူးသဖြင့်ကလကြောင်းခေါ်အုတ်တိုင်နှစ်ထပ်သုံးထပ်အစင်းစင်းနဲ့တည်တဲ့ဖျားကြီးတွေဖြစ်ပါတယ်။ပကံထုံကားစဉ်ကအိန္ဒိယကပိတုကလက်သမားတွေကိုခေါ်ယူတိစောက်ခဲ့လို့ဒီလိုထူးခြားတဲ့လက်ရာတွေကိုတွေ့ရတာလို့ဒေါက်တာတိုးလာကဆိုပါတယ်။ဒါပေမဲ့ပကံမှာနေတဲ့မြန်မာတွေကဒီလက်ရာပုံစံတွေကိုမြန်မာဆန်အောင်နီးယူပြီးပကံနောက်ပိုင်းကာလတွေမှာတိစောက်တာတွေရှိခဲ့တယ်လို့လည်းဆိုထားပါတယ်။ပကံပြက်ပြီးနောက်ပိုင်းမှာတော့ပကံလိုကြီးကျယ်တဲ့ကြောင်ကံဖျားတွေကိုအားပေးချင်းမြင့်နိုင်တဲ့သူတွေမရှိတော့တဲ့အတွက်ပကံခစ်လိုခံထားတဲ့ပိတုကာတွေအတွေ့ရနေသွားပါတယ်။ရခိုင်ပြည်မြောက်ဦးကအိန္ဒိယဆန်တဲ့ဖျားပထိုးကြီးတွေအပြင်ပဲခူးဟန်တာဝတီကဇေဒီကြီးတွေတကုံခေါ်ရန်ကုန်ကရွှေတကုံကိုမွန်မင်းတွေညံတော်မြင့်နာနဲ့မင်းကုန်းပထိုးတော်ကြီးလိုဇေဒီကိုဘိုးတော်ဖျားကတီတာမျိုးလောက်ပဲနောက်ပိုင်းခင်မှာတွေ့ရပါတယ်။နောက်ပြီးပကံမှာနောက်ကာလမင်းတွေကလည်းဇေဒီတွေတီတာတွေရှိခဲ့တဲ့အတွက်ထဝက်လောက်ကနှောင်းလက်ရာတွေဖြစ်တယ်လို့လည်းဒေါက်တာတိုးလာကပြောပါတယ်။ပကံရဲ့ထင်ရှားတဲ့ဇေဒီပထိုးတွေထဲမှာအာနန္ဒာတပ်ပညုဓမ္မယန်ကြီးနဲ့ရွှေစည်းကုန်းအစရှိတဲ့ဇေဒီတွေပါဝင်ပါတယ်။လဲဝင်ရိုးတန်တညံညံဆိုတဲ့အတိုင်းပကံဇေဒီပထိုးအရေးအတွက်ကလည်းပြောစမှတ်ဖြစ်အောင်များပြပါတယ်။ KSS တေချာထိမ့်သိမ့်မှုမရှိခဲ့ပေမဲ့ကနေ့အထိနှစ်တစ်ထောင်နီးပါးတင်ကြံခဲ့တဲ့ဖျားဇေဒီတွေကြောင့်ပကံဟာဖျားမျိုးကြီးအဖြစ်မြန်မာပြည်ကဂုဏ်ယူစရာဖြစ်ခဲ့ပါတယ်။အစောဆုံးမြန်မာကြောက်စာလို့လူသိများခဲ့တဲ့ပကံမြင်းကပါကအေဒီ12ရာစုဥယျာဉ်ထိုးတဲ့မြာဇေဒီကြောက်စာကိုလည်း UNESCO ရဲ့ကမ္ဘာအမွေအနှစ်အဖြစ်2015ခုနှစ်ကစည်ရင်းသွင်းခဲ့တယ်လို့ရွှေစည်းခုံကဘရင်တော်ခေါင်းလောင်းကိုလည်း2019ခုနှစ်မှာအမွေအနှစ်စည်ရင်းသွင်းခဲ့ပါတယ်။ပကံကဗုဒ္ဓဘာသာပကံမှာထေရဝါဒရောမဟာယာနပါအတူထွန်းကားခဲ့တယ်လို့ပညာရှင်တွေကသုံးသပ်ထားပါတယ်။ဒါကြောင့်မဟာယာနပုံစံဖျားလောင်းကိုးကွယ်မှုလက်ရာစင်ထုတော်တွေအများအပြားပကံမှာကျန်ရစ်ခဲ့ပါတယ်။နောက်ပြီးအရေးကြီးလို့ခေါ်တဲ့တော်မီဘုံကြီးတွေဟာတရုတ်ပြည်ကရဟန်းတွေလိုပဲစွန့်မခံပဲလဲပိုင်းရပိုင်းနဲ့စိုက်ပျိုးနေထိုင်တဲ့ရဟန်းတွေဖြစ်လိမ့်မယ်လို့လည်းဒေါက်တာတိုးလာကပြောပါတယ်။ဒါကြောင့်ပကံမှာတာသနိကပိုင်းအဖြစ်လှူခဲ့တဲ့လမ်းမြေအရေးအတွက်အများအပြားရှိခဲ့တာပါ။ပကံကျောက်စာတွေအရာလဲဘုံကြီးနဲ့တကားတွေအလူအောင်ပွဲပုံစံသေသားတောက်စားတာတွေရှိခဲ့ပါတယ်။အခုထိလည်းအညာဒေတာမှာရဟန်းကြီးကြိုက်အဖြစ်မုံမတိမ်မီကြားတဲ့ထရေချိုကိုတန်ဃာရီဟာတုံးဆောင်တာမျိုးရှိပါသေးတယ်။တခါပကံကိုတထုံကပိဋကတ်တွေပင်ဆောင်လာမှထေရဝါဒသာသနာထွန်းကားတယ်ဆိုပေမဲ့ပကံမတိုင်မီပြုခေတ်ကလေးကဗုဒ္ဓဘာသာနှမျိုးစလုံးရှိခဲ့တယ်လို့လည်းသိရပါတယ်။နောက်ပိုင်းမှာထေရဝါဒလွှမ်းမိုးမှုများလာတဲ့အတွက်အရေးရဟန်းတွေကိုနှိမ်ချတဲ့အရေးသားတွေတွေ့လာခဲ့ရတာဖြစ်ပါတယ်။အရေးနွယ်ဝင်ပွဲကြောင်းဘုန်းကြီးတွေကိုကုန်းပေါင်ခေတ်အထိတွေ့ရပြီးရှမ်းနဲ့မြောက်ပိုင်းတောင်ကုန်းတွေမှာမဟာယာနပုံစံရင်းစီးတဲ့ဘုန်းတော်ကြီးတွေယခုထိရှိတာကိုတွေ့ရပါတယ်။အရေးရဟန်းကိုးကွယ်မှုကိုယနေ့ထိတိုင်းတွေ့နိုင်တာကအလောင်းတော်ကတ္တပကိုးကွယ်မှုဖြစ်ပြီးဖျားလောင်းအဖြစ်အရိမြတရကိုးကွယ်မှုလည်းကြံရှိပါတယ်။တာမန်လူအများစုမှာယုံကြည်မှုအဖြစ်ကိုးကွယ်တာဖြစ်ပြီးထေရဝါဒနဲ့မဟာယာနကွဲပြားမှုကိုတတိမထားမိတက်ကြဘူးလို့လည်းဒေါက်တာတိုးလာကသုံးသပ်ပါတယ်။ပကံဝတ်စားဆင်ရင်မှုပကံခေတ်ဟာအိန္ဒိယယဉ်ကျေးမှုလွှမ်းမိုးမှုကိုအများဆုံးတွေ့ရတဲ့ခေတ်ဖြစ်တဲ့အတွက်အိန္ဒိယပုံစံအဝတ်အစားနဲ့ဘိတုကပကြီးပပုယဉ်ကျေးမှုတွေထွန်းကားပါတယ်။ကမ္ဘောဒီးယားနဲ့အင်ဒိုနီးရှားမလေးကျွန်းစော်တွေမှာလည်းဒီလိုအိန္ဒိယပုံစံယဉ်ကျေးမှုတွေထွန်းကားခဲ့ပြီးအန်ကာဝတ်ဘောရဗုဒ္ဓအစရှိတဲ့ဘုရားကြီးတွေမှာထွန်းထုထားခဲ့တဲ့ရုပ်ကြွတွေမှာအိန္ဒိယပုံစံပကံနဲ့ဆင်တဲ့ဝတ်စားဆင်ရင်မှုကိုမြင်တွေ့နိုင်ပါတယ်။ပကံခေတ်ကနန်းတော်အိမ်တွေမှာအဝတ်ချုပ်တဲ့အဖြစ်အိန္ဒိယလူမျိုးတွေကိုခန့်အပ်ထားခဲ့လို့ဒီလိုလွှမ်းမိုးမှုကိုတွေ့ရတာလို့ဒေါက်တာတိုးလာကထောက်ပြထားပါတယ်။ပကံမူမတ်တွေကအိန္ဒိယပုံစံစံမုတ်စိတ်ထားသလိုပကံသူတွေကလည်းနှစ်ဖူးမှာမန်ကူကွက်တူပြီးဂါဝင်လိုခါစီရတဲ့အိတ်ရှုံထမိန်တွေဝတ်ဆင်ကြတယ်လို့ရွှေကိုင်းသားရဲ့စင်ရင်ထုံဖွဲ့မှုကျမ်းကရေးသားထားပါတယ်။နောက်ပြီးပကံမှာရဟန်းတော်တွေများလွန်းလို့လူထွက်အောင်နရသူမင်းလက်ထက်ကရင်ခွဲအင်ဂျီနဲ့ရှေ့ခွဲထမိန်ကိုထွင်ပြီးကာချီတယ်တွေကိုဝတ်စေခဲ့တယ်လို့လည်းအဆိုရှိခဲ့ပါတယ်။အဲဒီအင်ဂျီထမိန်တွေဟာမြမရိုးရဝတ်စုံအဖြစ်မန္တလေးခေတ်အထိတည်ရှိခဲ့ပါတယ်။ပကံနောက်ပိုင်းမှာတော့ရှမ်းနဲ့တရုတ်ဩဇာပိုဝင်လာတဲ့အတွက်ဝင်ကြီးဝတ်လုံနဲ့မင်းမျိုးတွေဝတ်ဆင်တဲ့အဝတ်အစားတွေမှာတရုတ်ပုံစံအင်ဂျီရှည်တွေတွေ့လာရပါတယ်။
မြန်မာရီတောင်ပေါ်ကဆင်းလာချိန်မှာဘောင်းမိဝတ်ခဲ့ပြီးအိန္ဒိယနဲ့ထိတွေ့မှုရချိန်ကစလို့ဒိုဒီပုံစံလုံကွင်းကိုပြောင်းဝှက်လာကြတယ်လို့လည်းဒေါက်တာတန်းထွန်းကရေးခဲ့ပါတယ်။ပကံပြည်ကိုမွန်ဂိုဝင်တိုက်ပြီးတဲ့နောက်နိုင်ငံရေးအာဏာဗဟိုချက်ကကြာဆင်းသွားခဲ့ပေမဲ့ပကံရဲ့ခန္ဓာမှုကိုတော့နောက်ပိုင်းမင်းဆက်တွေကဆက်ပြီးအတိအမှတ်ပြုခဲ့ကြပါတယ်။ဒါကြောင့်ကိုမောင်ခေအထိဘရင်တွေအောက်ပြည်ဆုံးချိန်မှာပကံဖျားပထိုးတွေကိုရှ िख ိုးတာပြပြင်းမွမ်းမံတာတွေရှိခဲ့ပါတယ်။ဒီလိုပြပြင်းလို့ပကံရဲ့မူလလက်ရာတွေပျောက်ပြတ်သွားတာလည်းရှိခဲ့ပါတယ်။ပကံအနီးဝန်းကျင်ကမြို့တွေမှာတော့ပကံကိတ်ကခန့်အပ်ခဲ့တဲ့မြို့တကြီးမျိုးတွေအဆက်မပြတ်အုပ်ချုပ်ခဲ့ပြီးဒီတဲကဆလင်မျိုးတကြီးမျိုးဥပုံညာနဲ့ကြောက်ပတောင်းတကြီးမျိုးဒဂုံခင်ခင်လေးတို့ဟာထင်ရှားပါတယ်။ပကံကိတ်ကစားပြီးထွန်းကားခဲ့တဲ့မြမစာပေနဲ့မြမတက္ကရာတွေကိုလည်းအခုချိန်ထိသုံးဆွဲနေကြဆဲဖြစ်ပါတယ်။အနော်ယထာကိတ်ကပေါ်ထွန်းခဲ့တဲ့ဆိုတဲ့ရာဇဝင်လာသူရဲကောင်း၄ယောက်အကြောင်းကိုတော့ခင်မျိုးချစ်ကအင်္ဂလိပ်လိုရေးပြီးတော်ရာဆွေကပကံသူရဲကောင်းများအဖြစ်ပြန်ဆိုခဲ့ပါတယ်။ဒုတိယကမ္ဘာစစ်မဖြစ်ခင်1936ခုနှစ်ကဆရာဇော်ကြီးရေးဆက်ခဲ့တဲ့မောင်တို့ကြားကုန်လော့မဲတို့ကြားကုန်လော့အစချီတဲ့ရဲခစ်ပကံပြည်ကဗျာကိုလွတ်လပ်ရေးလှုံ့ဆော်တဲ့ကဗျာလို့ယူဆကြသလိုပကံရဲ့ခန္ဓာမှုကိုပြန်လည်တန်းထရင်းခေတ်သစ်မြန်မာပြည်ကိုတည်ထောင်ဖို့တိုက်တွန်းတဲ့လက်ရာလို့လည်းတတ်မှတ်ခဲ့ကြပါရီ။ဟုတ်ကဲ့ပါခင်ဗျာ။အခုတင်ဆက်ပေးခဲ့တာကတော့ BBC မြန်မာပိုင်းအစီအစဉ်မှဖော်ပြထားတဲ့မြန်မာနိုင်ငံ၏ရှေးဟောင်းမြို့တော်ပကံဆိုတဲ့ဆောင်းပါးအားထက်ဆင့်ပြန်လည်၍မျှဝေတင်ဆက်ပေးခဲ့တာပဲဖြစ်ပါရီ။မြန်မာပြည်သူပြည်သားအပေါင်းပြပြတွေဝေးကွာပြီးဆင်းရဲခြင်းကင်းကြပါစေ။